လေးကထိုင်းရနေမှာတဲ့မီနဲ့စုံမာလေးပေါ့နော်ဒါလေးပုံလေးပြပေးမယ်ရှင်ကလေးကမီရှိမှရောင်းနေကြရင်မုံဒီဇိုင်းလေးပေါ့နော်ရင်မုံလေးပါရှင်ရင်မုံကိုဖေးပြားလေးနဲ့ပလဲသီးလေးလည်းထည့်ပေးထားရပေါ့နော်ကြောက်ကျဲသီးလေးနဲ့ပါရှင်ဒါလေးကကျတော့မီရဲ့အင်ဂျီလေးပေါ့နော်မီရဲ့အင်ဂျီလေးပါဒါလေးကမီလေးပေါ့နော်မီလေးအတွက်အင်ဂျီလေးပါရှင်စစ်စရာလေးနော်အယောင်လေးရောပန်းငပိရောင်လေးပေါ့နော်အယောင်လေးကပန်းငပိရောင်လေးပါရှင်ထမိန်လေးကဆိုရင်ပြားလေးပေါ့ပတ်ထမိန်ကြိုးကြည့်လေးပါမမေကတော့ဂျိတ်ပေါ့နော်ဂျိတ်စကတ်ပါရှင်မီလေးကကြတော့ပတ်ထမိန်ကြိုးကြည့်လေးပါဒါလေးကမီလေးတစ်စုံပါရှင်နောက်တစ်မျိုးကကြတော့ဒီပုံလေးပေါ့နော်ဒီပုံလေးပကုံးပြောက်လေးနဲ့လက်လေးမှာဒါလေးတက်ပေးထားစာလေးနဲ့ပေါ့နော်ချစ်စရာလေးနောက်ကျောလေးကဆိုလို့ရှိရင်လည်းကျိုးရှက်လေးပေါ့နော်နောက်မှကျိုးရှက်ပြီးချီရတဲ့ဒီဇိုင်းလေးပါရှင်ဒါလေးကမီနဲ့စုံပေါ့နော်ဒါလေးကကြတော့မီအတွက်ပါရှင်ဒါလေးကမီအတွက်ပါလက်လေးလည်းတူတူပဲเนาะမီနဲ့တူတူလေးလုပ်ပေးထားပါလေရှင်နောက်ကျော်လေးကလည်းကျိုးချီလေးပါရှင်သူကလေဘင်းမှာကျိုးချီပြီးတော့မှအောက်မှာဒီလိုမျိုးလေးရှက်သွားမှာပေါ့เนาะရှက်သွားမဲ့ဒီဇိုင်းလေးပါရှင်ထမိန်လေးကတော့ဒီပုံလေးပါရှင်လိမ္မော်ရောင်လေးပေါ့เนาะမီကတော့ကျိုးချီပတ်ထမိန်ပါရှင်မီကတော့ဂျိတ်စကတ်ပါဒီနေ့ဆုံးကိုထိုင်းရမီလေးနဲ့စင်တူဝစ်ချင်လို့မှာထားတာပေါ့နော်ဒါလေးတွေမီတို့ပို့ပေးပါမယ်ရှင်ရှေ့ရမှာထားရမီလေးလည်းအစင်လိုက်လေးပို့ပေးမယ်ပေါ့နော်မီခဏလေးတော့စောင့်ပေးကြပါရှင်ရက်လေးကိုခဏလေးတော့စောင့်ပေးကြပါမီပြောထားရဲ့အတိုင်းတော့အမီပို့ပေးမယ်ပေါ့နော်ဒါလေးပဲရှင်ဒီပုံလေးဆိုလေစစ်စရာဒီဟာလေးကဆိုလို့ရှိရင်ဒီဇိုင်းလေးတွေမျိုးရှိရပေါ့နော်လက်ဘင်းမှာစတစ်လေးနဲ့လည်းရှိတယ်ပြီးလို့ရှိရင်လုံးကုတ်နဲ့ပုံလေးလည်းရှိပါတယ်ရှင်ပုံလေးပါရှင်ဒီပြောင်လေးကတော့မမေရှိမှာရောင်ရဆုံးပဲကျန်တဲ့အပြာလေးလည်းရှိရနော်အပြာလေးလည်းရပါမယ်ဒီပုံလေးကြိုက်လို့ရှိရင်လည်းမမေမှာအထည်လေးရှိပါသေးရဲ့ရှင်မာလို့ရပါတယ်ရှင်မမေကမန်လေးရပါရှင်မမေရဲ့ဖုန်းနံပါတ်ကတော့39 ဒီနေ့15995ဘိုင်ဘာနေလဲမာလို့ရတယ်လို့TikTok CB ကနေလဲမာလို့ရပါတယ်ရှင်ပေးရလဲမာလို့ရပါတယ်ရှင်မရှိမှကြာချိန်လေးကကြတော့အော်ရာမာဘီတစ်ပတ်အတွင်းပေါ့နော်အော်ရာမာဘီတစ်ပတ်အတွင်းကို delete app ပေးပါရှင်မမာရင်တော့10ရန်လေးတော့ပေးရပါတယ်ရှင်မီလေးတယောက်တည်းဆိုရင်10ရန်ပေးစရာတော့မလိုပါဘူးရှင်